ငါးဆိုတာရေထဲမှာပဲနေရမယ်အကြေးကိုတင်ရှိရမယ်လို့တင်ထင်ထားရင်တော့ဒီနေ့ဗီဒီယိုကတင်းရဲ့အမြင်တွေကိုလုံးဝပြောင်းလဲပြစ်မှာပါဒီနေ့မှာတော့ကျွန်တော်တို့နဲ့အလွန်ရင်းနှီးပေမဲ့အလွန်ထူးဆန်းတဲ့ငခုခက်ဖစ်တွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်ငခုတွေဟာတာမန်ရေကူးယိုတင်မဟုတ်ပဲကုန်းပေါ်မှာလမ်းလျှောက်နိုင်တယ်နေရန်တွေကိုတွေ့တက်နိုင်တယ်ပြီးတော့အဆုတ်မပါပဲလေကိုဓာတ်ရိုက်ရှူနိုင်ကြပါတယ်ကမ္ဘာပေါ်မှာငခုမျိုးစိတ်ပေါင်း3400ကျော်ရှိပြီးအသေးဆုံးကလက်သက်ခွန်လောက်ပဲရှိတယ်လို့အကြီးဆုံးကတော့တစ်ကလုံးတစ်ကောင်ရဲ့အရက်လောက်အထိခြေလျားနိုင်ပါတယ်။ကဲသူတို့ရဲ့အံ့ဩစရာလှုပ်ဝက်ချက်တွေကိုအတူတူလေ့လာကြည့်လိုက်ရအောင်။ငခုတွေကိုသူတို့ရဲ့နှာခမ်းမွေးတွေကြောင့်ဖက်ဖစ်လို့ခေါ်ကြတာပါ။ဒီနှာခမ်းမွေးတွေဟာတကယ်တော့အနံ့နဲ့အရသာကိုခံစားနိုင်တဲ့အာယုံခံအင်္ဂါတွေဖြစ်ပါတယ်။ငခုတွေဟာသူတို့ရဲ့တစ်ကိုယ်လုံးမှာအရသာခံမှုပေါင်းသိန်းနဲ့ချီရှိနေတာကြောင့်သိပ္ပံပညာရှင်တွေကသူတို့ကိုရေကူးနေတဲ့ရှာကြီးများလို့တောင်တင်စားကြပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကငခုတွေမှာအကြေးခုံမရှိတာပါ။အချို့ကတော့ငရှင်းလိုမျိုးချောချီအရေပြားပဲရှိပြီးအချို့ကတော့တန်ကြပ်ကာဝတ်စုံလိုမာကျောတဲ့အရေပြားတွေနဲ့ကိုကာကွယ်ထားကြပါတယ်။အာဖရိကငခုတွေရဲ့အရေပြားပေါ်ကအကြီးအချွဲတွေထဲမှာဆိုရင်ပိုးသက်နိုင်တဲ့အစွမ်းသတ္တိတွေတောင်ပါဝင်နေတာကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိထားပါတယ်။ငခုတွေဟာကမ္ဘာတစ်ဝန်းလုံးမှာရှိနေပြီးအာရှ၊အာဖရိကနဲ့တောင်အမေရိကတိုက်တွေရဲ့အပူပိုင်းရေပြင်တွေမှာအများဆုံးတွေ့ရပါတယ်။အမေဇုန်မြစ်ထဲကငခုတချို့ဆိုရင်သူတို့မွေးဖွားရာနေရာကိုပြန်ဖို့အတွက်ကီလိုမီတာ8000ကျော်အထိခရီးနှင်တက်ကြပါတယ်။သူတို့အရွယ်အစားဟာလည်းအံ့ဩစရာပါ။အသေးဆုံးခန်တီရူးငခုလေးတွေဟာ1.2စင်တီမီတာပဲရှိပြီးဥရောပကဝဲခက်ဖစ်တွေဟာ5မီတာ16ပေကျော်အထိခြေလျားနိုင်ပါတယ်။ဒါဟာတစ်ကလုံးတစ်ကောင်ရဲ့အရက်နဲ့ညီမျှတဲ့အရှည်ပါပဲ။လေးချိန်နဲ့ဆိုရင်မဲခေါင်ငခုကြီးတွေဟာကီလို100ကျော်အိမ်သုံးရေခဲသေတ္တာတစ်လုံးစာထိလေးနိုင်ပါတယ်။ငခုမျိုးနွယ်ထဲကဖရက်တီယက်ဒီအမျိုးအစားဟာလေရှူငခုတွေဖြစ်ပါတယ်။သူတို့ဟာရေထဲမှာအောက်ဆီဂျင်နည်းလာရင်ရေမျက်နှာပြင်ပေါ်တက်ပြီးရေကိုဓာတ်ရိုက်ရှူနိုင်ကြပါတယ်။ဒီထက်ပိုထူးခြားတာကတော့ walking catfish တွေပါ။သူတို့ဟာရေပြင်ပမှာ18နာရီအထိရှင်သန်နိုင်ပြီးကုန်းပေါ်မှာ1.2ကီလိုမီတာအထိလမ်းလျှောက်သွားနိုင်ကြပါတယ်။အချို့ငခုတွေဆိုရင်ဘူနေရန်တွေကိုတောင်အင်းချင်းလို့ခေါ်တဲ့နည်းလမ်းနဲ့ဒေါင်လိုက်တွယ်တက်နိုင်ကြတာပါ။2021ခုနှစ်မှာတော့သိပ္ပံပညာရှင်တွေက red filling လို့ခေါ်တဲ့အမူအကျစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။အဲဒါကတော့အကြေးခုံပါတဲ့ငခုတွေဟာသူတို့ရဲ့ပါးစပ်အမီးနဲ့ရေကူးတောင်တွေကိုသုံးပြီးကုန်းပေါ်မှာထွားသားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ငခုတွေဟာညဘက်မှာကျက်စားတတ်တဲ့ nocturnal သတ္တဝါတွေဖြစ်ပါတယ်။မှောင်မဲနေတဲ့ရေအောက်မှာလမ်းကြောင်းကိုရှာဖို့သူတို့ရဲ့အကြားအာရုံကို echolocation တက်သင့်သံသုံးခြင်းအဖြစ်အသုံးပြုနိုင်ကြပါတယ်။အချို့ငခုတွေမှာမယုံနိုင်စရာစွမ်းအင်တွေရှိပါသေးတယ်။လျှပ်စစ်ငခုတွေဟာဗို့အား350အထိထုတ်လွှတ်နိုင်ပါတယ်။ပင်လယ်ငခုတွေဆိုရင်လည်းရေပိုးကောင်လေးတွေအသက်ရှူလိုက်လို့ထွက်လာတဲ့ pH အပြောင်းအလဲလေးကိုတောင်သိရှိနိုင်လောက်အောင်အာရုံခံနိုင်စွမ်းမြင့်မားပါတယ်။တောင်အမေရိကမှာသစ်သားစားတဲ့ငခုတွေလောင်ရှိပါတယ်။ဒါပေမဲ့သူတို့ကသစ်သားကနေခန္ဓာကိုယ်အတွက်စွမ်းအင်တော့မရနိုင်ဘူးလို့ဆိုပါတယ်။မဲခေါင်ငခုကြီးတွေဟာရက်ပေါင်း30ကနေတစ်နှစ်ထိတောင်အစာမစားဘဲနေနိုင်စွမ်းရှိကြပါတယ်။ငခုတွေရဲ့သားပေါက်ပုံကလည်းစိတ်ဝင်စားစရာပါ။ဝဲကက်ဖစ်တစ်ကောင်ဟာဥပေါင်း1သိန်းအထိဥနိုင်ပါတယ်။အထူးခြားဆုံးကတော့ဖူခူကက်ဖစ်တွေပါ။သူတို့ဟာအခြားငါးတွေရဲ့အတိုက်ထဲမှာသူတို့ဥတွေကိုခိုးထည့်ပြီးဝေးခိုင်းတတ်တဲ့ brood parasitism ဥခိုးချခြင်းနည်းလမ်းကိုအသုံးပြုကြပါတယ်။မျိုးစိတ်ပေါင်း1600ခန့်ဟာအဆိပ်ရှိနိုင်ပါတယ်။သူတို့ရဲ့ရေကူးတောင်တွေနားမှာရှိတဲ့စူးချွန်လေးတွေကနေအဆိပ်လွတ်နိုင်ပြီးလူကိုပြင်းထန်စွာနာကျည်စေနိုင်တယ်လို့တချို့မျိုးစိတ်တွေဆိုရင်သေဆုံးနိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ဂျပန်ဒါနာရီမှာတော့နာမည်စုလို့ခေါ်တဲ့ငခုကြီးတွေကမြေအောက်မှာရုန်းကန်လှုပ်ရှားရာကနေမြင်ကလေးတွေဖြစ်စေတယ်လို့တောင်ယုံကြည်ကြပါတယ်။လက်ရှိမှာမဲခေါင်ငခုကြီးတွေဟာမျိုးသွန်းလူနီးပါးအန္တရာယ်နဲ့ရင်ဆိုင်နေရပြီးပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းအရေအတွက်90%အထိလျော့ကျသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း walking catfish လိုမျိုးငခုတွေကအခြားဒေသမှာကျူးကျော်မျိုးစိတ်အဖြစ်ဂေဟစနစ်ကိုဖျက်ဆီးနေတာမျိုးလည်းရှိပါတယ်။ငခုတွေဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးရှုပ်ထွေးဆန်းပြတဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ရဲ့အာရုံခံနိုင်စွမ်း
ရှင်သန်နိုင်စွမ်းတွေဟာသိပ္ပံပညာရှင်တွေအတွက်ယခုထိလေးလာလုံးမကုန်နိုင်သေးတဲ့ဗဟိနိတွေပါပဲ။သင်တို့ရောငကူအကြောင်းသိပြီးဘယ်လိုထင်ကြပါသလဲ။ comment မှာဆွေးနွေးသွားကြပါဦး။ယခုလိုစိတ်ဝင်စားစရာသဘာဝအကြောင်းအရာတွေအတွက် line နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။အားလုံးကိုကျေးဇူးတင်ပါတယ်